မင်္ဂလာပါရှင် မင်္ဂလာပါ မြန်မာပြည်ရဲ့အပြင်ဘက်ကိုရောက်နေတဲ့မြန်မာလူမျိုးတွေအတွက်ဂျာမနီမှာရွှေ့ပြောင်းလာဖို့အတွက်ဘယ်လိုလာပြီးတော့ဘာတွေအလုပ်တွေလုပ်ရမလဲဆိုတာကိုမေးထားတဲ့မေးခွန်းလေးတွေကိုကျေးဇူးပြုပြီးဖြေပေးလို့ရနိုင်မလားရှင် ကြည့်ပြီးလို့ရပါတယ်မိဖို့ထဲမှာအပိုင်းတစ်ပိုင်းပါတယ်တစ်ပိုင်းရပါလဲဆိုတော့ဘာလုပ်ရမှာလဲအဲ့တော့ဂျာမနီမှာအခုလောလောဆယ်မှာအလုပ်ကိုင်ခွင့်လန်းတွေအများကြီးပေါ်နေပါတယ်အလုပ်ကိုင်ခွင့်လန်းမှာအောက်ခြေလုပ်ကနေစပြီးတော့အစစ်မြစ်ပညာရှင်အလုပ်ထိရှိပါတယ်အဲ့ဒီပြင်ကိုမှနယ်ပယ်တိုင်းမှာလဲလိုနေပါတယ်နံပါတ်1ဘလို့လာမလဲဆိုတော့မိဖို့ရဲ့အဖြေကကြတော့တူးတယောက်ချင်းပုံမှာမူတည်နေပါတယ်ဒါကြောင့်မို့လို့အကောင်းဆုံးအနေထားကတော့ဗမာပြည်မှာရှိတဲ့ ACOT ကိုသွားလိုက် ACOT ကိုသွားရင် ACOT ကနေပြီးတော့ဂျာမနီလာပြီးတော့ပညာသင်ခြင်းတဲ့လူပဲဖြစ်ဖြစ်ဂျာမနီလာပြီးတော့အလုပ်လုပ်ချင်တဲ့လူပဲဖြစ်ဖြစ်ဂျာမနီမှာအများအားနေထိုင်ခွင့်ရကျင်တဲ့လူပဲဖြစ်ဖြစ်ဂျာမနီနိုင်ငံသားဖြစ်ချင်တဲ့လူပဲဖြစ်ဖြစ်အဲ့ဒီလူတွေအကုန်လုံးအတွက်အကြံဉာဏ်ပေးနေပါတယ်အဲ့ဒီအပြင်ကို ACOT ကလိုအပ်တဲ့ဝန်ဆောင်မှုအကုန်လုံးကိုလည်းတနေရာတည်းကပေးနေပါတယ်ဒါကြောင့်အကြံပြုချင်တာကတော့ကိုယ်တိုင် ACOT နဲ့ဆက်သွယ်လိုက်ပြီးတော့ ACOT ရဲ့အကြံဉာဏ်ပေါ်မှာမူတည်ပြီးတော့ဆက်ပြီးလှုပ်ဆောင်ပါလိုချင်တာတွေအကုန်ဖြစ်လာပါလိမ့်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ပါ